นโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะရာဇဂျိုမြန်မာကျောင်းကိုပိုရုံးနဲ့ကမတီတူတန်းခဲ့တယ်ဒေါ်သတင်မြင့်အောင်ရဲ့အဖို့ရဲ့ဆန္ဒနဲ့ဆူတောင်းတွေကြောင့်မုံမုံမြင့်အောင်ဟာထိတ်တန့်ရုပ်ရှင်မင်းကြီးဖြစ်ခဲ့တယ်လို့ဒေါ်သတင်မြင့်အောင်ဟာလည်းသာသနာပြုပုဂ္ဂိုလ်တူအနေနဲ့အောင်မြင်စွာအကျိုးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒေါ်သတင်မြင့်အောင်ရဲ့စွမ်းစွမ်းတမန်ဆောင်ရွက်နိုင်မှုတွေကြောင့်2001ခုနှစ်ကစလို့နိုင်ငံတော်အစိုးရသာသနာရေးဝန်ကြီးဌာနရဲ့တရားဝင်အဖွဲ့အစည်းတစ်ခုအနေနဲ့ဗုဒ္ဓဂေယကိုလည်းပို့ဆောင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။အောင်ချမ်းသာဗုဒ္ဓဂေယဖျားအဖွဲ့ဆိုပေမဲ့အဓိကကတော့သံဝေဇနိယ၄ဌာနကိုပို့ဆောင်ပေးတာဖြစ်ပါတယ်။မြတ်စွာဘုရားကသံဝေဇနိယ၄ဌာနကိုတွားရောက်ပူးမြော်ပြီးတံဝေကရကြကဒီမျိုးစိတ်နဲ့ဖုခဲ့မယ်ဆိုရင်အဲ့ဒီကြီးညိုတဲ့စိတ်ကလေးကိုလည်းနောက်ဆုံးအချိန်နောက်ဆုံးဘဝနောက်ဆုံးထွက်တဲ့အထိတဲဆောင်နိုင်မယ်ဆိုရင်တော့အပေရကပိတ်ပြီးကောင်းတော်လာရာနတ်တို့ရွာတို့ရောက်နိုင်မယ်ဆိုတဲ့အမှားစကားအရာအပေပိတ်စိတ်လိုတဲ့စေနာသရာတရားတွေကြောင့်ဒီခကြီးကိုလည်းအောင်ချမ်းသာဗုဒ္ဓဂေယဖျားဝဲကစီစီရခြင်းဖြစ်ပါတယ်အောင်ချမ်းသာဗုဒ္ဓဂေယဖျားဥဖွဲ့ကိုတော့အမှတ်16ပြည်သာရလန်းပြည်သာရိပ်သာဘောက်တော်ရန်ကင်းမြို့နယ်ရန်ကုန်မြို့မှာရှိတဲ့ပါဝါပဲလစ်ဟိုတယ်မှာပဲရုံကန်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ကြား900မှ21ယောက်စုပေါင်း36ယောက်
မနေ့ကကြာစင်ကူကမြောက်လာချိန်ဦးမယ်စင်ကူကမြောက်လာချိန်မစင်ကူသွားကြိုးထားတယ်သူကတရက်ကြိုးလာတယ်ခွဲတော့ဦးမြင့်သိန်းဖြူခွဲဆက်တော့ရောက်လာတယ်သူကဝေးအခီးတော့ကောင်းလို့လာတယ်ဒီလားမနေ့ကမှရနော်အမေဆရာတော်ကဆောင်းပြီးတော့စနေရက်လာဆောင်းတော့ပြီနော်သူဟိုတယ်မှာပဲနေဟိုတယ်မှာပဲနေဘာလို့လက်ခံကြလို့ရှိရင်ပါလာပဲနေဆိုတဲ့နောက်ကအိမ်မှာဒီအိတ်ကြီးလာရအိတ်ကြီးနေလို့လားဘာလို့ဒီနေ့မှအဲ့ရစီပြောက်ပါခဏပြောက်ကျွန်တော်လုံးကြီးအတွက်တည်းစက်တက်ကြလို့ဖြစ်အတွက်ဒီကြိုင်အေးလေးစင်းမှာဘာမှမလုပ်ဘူးအဲ့တော့ဒီအိတ်ကြီးနှောင်းကိုဒီအိတ်ပေါ့နော်တစ်ခွက်တော့နေ့ကိုပါဝါပဲနေဆို10နာရီ7နာရီအဲ့ရဘက်ကကိုလိုလုပ်ခဲ့ပါဘက်က10လုပ်ခဲ့ပါနောက်ကကျန်ကားခိုင်နေသူက21ရက်2လပါလာမှာသူက14ကောက်ရောက်အဲ့လိုချင်းကျွန်တော်တို့ဘယ်ဖြစ်ပြတော့အလုပ်ချုပ်တာပေါ့နော်တော့ပြည်တိုင်းနေချုပ်သွားမှာတင်သွားမှာနော်အချာတာပြောင်းတစ်ခွက်ပဲလုပ်ပေးတာလို့ပြောစီရနော်အင်ဒိုနီးရှားတွေကပြီးဆုံးငါချိုးလေလေးကိုချိုးပိုးလို့တယ်ကိုခွဲလို့ဆက်ကျန်တဲ့ဟိုဆက်လို့တယ်ဆက်ရောက်ရှိတယ်ဆက်လို့တယ်တတိချိုးပေးမယ်အဲ့ဒါကိုလည်းတော့ပြရနော်ဆက်ရေးပေးပါတော့လို့ရှိရင်နောက်ပြီးတော့အစိမ်းခံရတာပါရှင်အောင်နော်ဒီလေးပါအောင်းကြည့်ရတော့အေးဒါပေမဲ့အေးပေါ်ပါနော်ရှိတဲ့လိုလိုလည်းအေးလိုလိုအဲ့ဒါရှင်းတိုင်းကြလို့ရတယ်နော်ဒီမှာဝေးလို့ရတယ်လက်ထက်မြန်မာလည်းလာဝေးလို့ရတယ်ပတ်စံပါတယ်ဝယ်သွားလို့ရတယ်နော်ဒါရွှေဆိုင်အမြတ်9ရက်ပါ9000တို့လည်း9ကောက်ပြန်ပဲ။ဒါကအဲ့ဒါ14ကောက်ပြန်။နောက်ကလက်ညံတော့9နာ10နာရီ7နာရီလာအဲ့တော့ဒီချောင်းလက်ချက်တော့မှကျွန်တော်တို့မဆောက်နိုင်ဘူး။အဲ့ချုပ်ပါလေနော်။သူ့ပြောက်တဲ့ကောင်ကလေးတွေနှစ်ချက်ကိုလေးဆောက်ရအဲ့လိုမလုပ်ကြဘူးနော်။10နာရီ7နာရီကိုလာအပ်ပါဖြီးကိုတိတက်နေတာခဲ့ပါ။ဒီထဲမှာလက်လက်ညက်ကကြီးပရိဒါချိုးတဲ့ပစ္စည်းစီကိုတိုင်းနဲ့ဆက်စီဝင်တော့လက်ဆွဲနဲ့ဒီလိုရတယ်။သူတို့တိုင်းနဲ့ဆက်ဆိုတော့တခဲဖြုတ်ပြီးလာတယ်။ဒီလိုကတော့တရားဝင်140ရှိတယ်အဖွဲ့တရားဝင်တဲ့အဖွဲ့ကြီးရတယ်ညာကြီးပဲအားလုံးပဲဈေးနှုန်းသက်သာတိုင်းနဲ့ဘလက်ကြပါတယ်ဘလက်ပါဘလက်ပဲလုံးဝယူခဲ့လို့ပဲပြောတယ်ကျန်တာမှမပြောဘူးဆိုတော့ချိန်စီတော့အဲ့ဒါလည်းကျွန်တော်ကယူပြီး3000ပါတော့အဲ့မှာ1000တောင်းတယ်9000စစ်9000ကနေကချစ်စေနဲ့2000ပေးမယ်ဆိုတော့3000ကဲငါပေးရမှာမင်းတော့အခြားတွေပေးတာမင်းဆွဲလို့ဆုံးတော့ပဲဆိုအဲ့ဒါကို3000ပေးလိုက်ရအဲ့တော့စိတ်ညရတော့ခလေးလေးအဲ့ကောင်လေးအနည်းရဲ့ကျေးဇူးတင်ပါတယ်မင်းတို့အဖွဲ့ကမပြောဘူးလေဆွဲလာတာကျိုးရနော်အဲ့တော့ကိုရောက်ရင်အထုတွေဝှကြလာအောင်ပါရှင်အောက်ချမ်းသာဖျားဥဖွဲ့နဲ့လိုက်ပါလာသောဖျားဖို့မိတ်ဆွေသူတော်စင်ပေါင်းတို့အောင်မြင်ရေးချမ်းသာကြပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာထေရဝါဒဗုဒ္ဓသာသနာစီပင်ထွန်းကားဆုံးနိုင်ငံဖြစ်တဲ့အပြင်နိုင်ငံတော်အစိုးရလည်းဗုဒ္ဓသာသနာကိုရောင်းဝါနေသို့ထွန်းလင်းနိုင်ခြင်းရည်တမ်းပြီးအဖက်ဖက်ကကျူပန်အားထုတ်လျက်ရှိနေပါတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတို့ဟာ
ဗုဒ္ဓမြတ်စွာနဲ့ပတ်သက်ဆက်နွယ်တဲ့မြစ်ကြီးမဒေသမှာရှိတဲ့တန်ဝေဇနိယလေးဌာနနဲ့အဝဇိတာလေးဌာနတို့မှာရှိကြတဲ့ဇီဒီပထုအမျိုးမျိုးနဲ့သာသနိကအဆောက်အုံတွေကိုတောရောက်ဖူးမြော်ကြီးညိုရတဲ့ရတော်ရခဲ့အခွင့်အရေးကိုလည်းရယူလိုကြပါတယ်။ရဟန်းရှင်လူပြည်သူအများမိမိတို့ရဲ့အစီအစဉ်နဲ့မြစ်ကြီးမဒေသကိုဖျားဘူးသွားကြတဲ့အခါအကြောင်းအမျိုးမျိုးကြောင့်အခက်အခဲများအစင်မပြေမှုများစိတ်ဆင်းရဲမှုများနဲ့ကြုံတွေ့ရတာပါမြစ်စီမဒေသတာဝေဇနိယလေးဌာနကိုဖျားဘူးသွားလိုသူများအစင်ပြေပြေချောချောမောမောနဲ့တောရောက်ဖူးမြော်သရာတရားပွားများနိုင်ကြစေရန်မြန်မာလူမျိုးများဘာသာရေးကိုင်းဆိုင်မှုအလှူရည်ဆက်လက်နဲ့မကွာလှူဒန်းခွင့်ရရှိကြစေရန်မြန်မာလူမျိုးတွေဒေသန္တရဘာသာနာဘုဒ္ဓတာရှာမိနိုင်ကြစေရန်အထူးသဖြင့်မြတ်ဗုဒ္ဓရဲ့ထုတ်ဖော်ဟောတာမိန့်ကြားခဲ့တယ်လို့တန်ဝေဇနိယလေးဌာနကိုဖုခွင့်ကြုံလို့ရှိရင်ဖြင့်အပေတကားပိတ်နိုင်စရာရည်တန်းပြီးမြစ်စီမဒေသတန်ဝေဇနိယလေးဌာနဖျားဘူးလုပ်ငန်းတွေကိုရဟန်းရှင်လူပြည်သူများတွားရောက်နိုင်မဲ့သက်သာတဲ့နှုံသားနဲ့နိဗ္ဗာန်ကရုအဖြစ်ပို့ဆောင်ပေးဖို့အောင်ချမ်းသာဗုဒ္ဓဂယာဖျားဘူးဘက်ကစီစဉ်လိုက်ရခြင်းဖြစ်ပါတယ်။ခရီးသည်တွေအစအစအရာရာအစဉ်ပြေပြေချောမောစေဖို့အောင်ချမ်းသာဗုဒ္ဓဂယာဖျားဘူးဘက်ကအကျိုးတော်ဆောင်ဒေါ်သတင်မြင့်အောင်ကိုယ်တိုင်ဖျားဘူးအဖွဲ့တွေနဲ့အတူအနိကပံ့ပိုးကူညီဆောင်ရင်းပြီးကိုယ်တို့ကျူဓမ္မခီးဖြစ်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ခီးသည်တွေရဲ့ဂျီနာအားရပီတိဖြစ်မှုကောင်းတဲ့အစုစုတွေကိုဆက်လက်ထိန်းသိမ်းကအခုနှစ်မှာလဲအပေတကားပိတ်ကြရာဗုဒ္ဓဌာနတွေကိုမက်ကင်ဖောင်ကြီးအတူစီးပြီးသွားနိုင်ကြဖို့အတွက်ဖျားဘူးခီးစဉ်တွေကိုထပ်မံပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်ဖျားဦးဖွဲ့ပေါင်းသူတော်ကောင်းများတို့ဟာမြန်မာနိုင်ငံကနေပြီးဝေရင်ခီးကနေလေရင်စီးလာတဲ့အခါအိန္ဒိယနိုင်ငံကိုလည်းရောက်ရှိခဲ့ကြတာဖြစ်ပါတယ်शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि द्वितीयम्पि बुद्धं शरणं गच्छामि द्वितीयं
Tutiyampi Dhammam Saranam Gacchami Tutiyampi Sangham Saranam Gacchami Tatiyampi Buddham Saranam Gacchami Tatiyampi Dhammam Saranam Gacchami Tatiyampi Sangham Saranam Gacchami ဗုဒ္ဓဂယာမြေမြတ်မှာဆိုတာဟာဖရာအစူစူတိုင်းတို့ပွန်ထွန်းတော်မူရာမြေမြတ်မဟာပဲဖြစ်ပါတယ်။ကဘာကြီးဖြစ်ရင်အရင်ဆုံးဖြစ်ပေါ်ပြီးပြက်လို့ရှိရင်နောက်ဆုံးမှသာပြက်တယ်လို့အဆိုရှိပါတယ်။ပွန်တော်မူပြီးတဲ့ဖရာအစူစူတိုင်းတို့ဟာဒီဗုဒ္ဓဂယာမြေမြတ်မှာလို့ခေါ်တဲ့ဘောဓိပင်ချီမအောင်မြေရက်မှာပဲပွန်ထွန်းပေါ်ပေါက်ခဲ့ရတာဖြစ်ပါတယ်။နောက်ပွန်တော်မူမဲ့ဖရာအစူစူတိုင်းတို့ဟာလေဒီဗုဒ္ဓဂယာမှာပဲပွန်တော်မူကြမှာဖြစ်လို့ဖရာတိုင်းတို့ရဲ့မစွန့်အပ်တဲ့အဝိဇိတဌာနဖြစ်တယ်လို့တန်ဝေကယူစရာတန်ဝေဇနိယတဌာနဆိုလဲမမှားပါဘူးမြတ်စွာဘုရားဟာတပ်ပိတရွှေဉာဏ်တော်ကိုရရှိပြီးဗုဒ္ဓအဖြစ်ကိုရရှိခဲ့တဲ့ဓတ္တနိယတန်ဝေဇနိယနေရာတော်လဲဖြစ်ပါတယ်ဗုဒ္ဓခေတ်မတိုင်ခင်ကဒီဒေသတစ်ဝက်ကိုဥရဝေလာလို့ခေါ်တွင်ခဲ့ကြပါတယ်ဗုဒ္ဓခေတ်မှာတော့ဘောဓိမန္တလတန်ဘောဓိဘောဓိရုက္ခမူလစသည်ဖြင့်ခေါ်တွင်ခဲ့ကြပါတယ်73ရာစုမှာတော့ဒေသခံတွေကဗြဟ္မာယာလို့ခေါ်တဲ့ဂယာမြို့ဖြစ်တဲ့ဘေသနုနတ်ကုန်းနဲ့ကွဲပြားအောင်ဗုဒ္ဓဂယာလို့ခေါ်တွင်ခဲ့တယ်လို့လည်းအဆိုရှိခဲ့တာဖြစ်ပါတယ်မဟာဗောဓိဇေတော်ကြီးဟာဖနတ်တော်89ပေရှိပြီးညာတော်180ပေရှိပါတယ်ဗုဒ္ဓဘာသာဝင်တွေဖို့ကပ္ပရဲ့အသက်ပဲဆုံးအမြင့်မြတ်ဆုံးဇေဒီလည်းဖြစ်ပါတယ်အတောကအဘိညာဉ်ဆောက်လုပ်လူဒန်းထားပြီးမင်းတို့မင်းရဲ့ကုသိုလ်တော်လည်းဖြစ်ပါတယ်အိန္ဒိယကြောက်စာဝန်ကာနယ်ကဟန်ရဲ့လက်ရလည်းဖြစ်ပါတယ်ဒီဇေတော်ကြီးကိုတစ်ချိန်ဖူးလိုက်ရလို့ချင်းစိတ်ထဲမှာဆွဲညှိသွားပြီးဖူးမျောလို့မဝအကျဉ်းချင်းလာရောက်ဖူးမျောကြည့်ရှုကြည်ညိုလိုကြပါတယ်ရန်သူတွေအကျဉ်းချင်းဖြူပြက်ပေမဲ့မပြိုမပြက်ဖဲကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တဲ့ဇေတော်လည်းဖြစ်ပါတယ်ခညာထေဝအောင်သာမကအနုပညာလက်ရာလည်းရောက်လာပါတယ်
မဟာဗောဓိဇီတော်အတွင်းမှာတော့ဖျားအဆူပွတ်တော်မူရာအထိတ်မှအဖြစ်ဘူမိဘတ်တာဆင်တူတော်ကြီးဟုလည်းအာပါတရကြီးကျိုးစွာဖူးမြော်ခွင့်ကြုံရမှာဖြစ်ပါတယ်ရတော်ခင်လေးညီတွေးအန္နာကန္နာကမြင့်ကျွရင်မောင်ဆန်ကာလူဓာကြီးဘောရီရုတ်ခံရွှေအိုးဆွဲဖွားပဲခုနှစ်တန်းဆိုတဲ့အတိုင်းမြတ်စွာဘုရားနဲ့အတူတူဖြစ်ပေါ်ခဲ့တဲ့ဖွားပဲတော်ခုနှစ်ခုအနက်တစ်ခုအပါဝင်ဖြစ်တဲ့ဘောရီညာရတော်မူရာညောင်မင်းကြီးကိုလည်းမြတ်ဗုဒ္ဓရဲ့ပရိဝေါကဇီတော်အဖြစ်နဲ့ကြီးကျိုးစွာဖူးမြော်နိုင်ကြတာဖြစ်ပါတယ်ဖျားဖြစ်တော်မူပြီးကဆုံလပြည့်ရောတရက်နေ့မှာ9ရက်နေ့တိုင်အောင်ဂရေတသိမ့်မကများလာစွာသောအရဟတဖို့စတုထဇံတမာပတ်တို့ဝန်စားလျက်ဝိမု ക്തി ချမ်းသာကိုခံစားသုံးဆောင်ပြီးပရိစ္ဆသမုပ္ပါတရားတော်ကိုအနုလုံးပရိလုံးနှလုံးသွင်းဆင်တော်မူလျက်9ရက်ပတ်လုံးအပရာဇိတပလင်ထက်မှာပဲစံတော်မူခဲ့တဲ့နေရာကိုတော့ပထမတတ္တဟာပလင်ကတတ္တဌာနလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်ဇာတိဘာလာရာကန္နာဝိဒာအနတိတာဂါကဝေမန္တောဒုက္ခဇာတိကုဏကုဏအာဂရကဒိဋ္ဌိကုဏကေယနာအာနိသမ္မာတိပါတိကံမင်္ဂဣနာနာပစ္စယနာရုပံ
ချစ်သားအနန္ဒာမကရာတိုင်းကုရဝေလဆိုတဲ့တောအုပ်ရှိရာဂယာမြို့အနီးရှိနေရဇာမြစ်ကမ်းအနီးဗုဒ္ဓဂယာယတ္တိတာဟာအတုမရှိမြတ်စွာသောအရဟတပဉ္ဇံတပ်ပြင်းတဉာဏ်တော်မြတ်ကိုရတော်မူခဲ့ပြီးဖျားဖြစ်ရောက်ရှိခဲ့ရာဒေတာရုဖြစ်တဲ့အတွက်အမျိုးကောင်းသားအမျိုးကောင်းသမီးအပေါင်းသူတော်ကောင်းတို့အတွက်မပြတ်ဖူးမြော်တိုက်တဲ့တန်ဝေဇိနိယတထာနာလို့မြတ်စွာဘုရားကမိန့်ကြားတော်မူခဲ့တာဖြစ်ပါလေမြတ်ဗုဒ္ဓဟာနတ်မြမာတို့ရဲ့ယုံမတန်တရားကိုပယ်ရှားအံ့သောငါကောင်းငင်ကိုပြန်တဲ့ပြီးရေမိအစုံစုံတကုဗျာတိဟာကိုလည်းပြသတော်မူခဲ့ပါတယ်အပါရာဇိတပလင်တော်ရဲ့အရှိမြောက်ရမှာမတ်မတ်ကြန့်ခိုင်ရွှေတုရင်တန်ကဲ့သို့ရပ်တော်မူပြီးဤအပါရာဇိတပလင်တော်၌တပ်ပြင်ညုတရွှေညာတော်ကိုရအလီပြီတကားလို့စဉ်းစားဆင်းတော်မူကားပလင်တော်နဲ့ဘောဓိပင်ကိုကဆုံလာပေကျော်ရှိရနေက14ရက်နေ့ထိမျက်လုံးတော်မမိတ်ဖဲ9ရက်တာကြည့်ရှုခဲ့တဲ့နေရာတော့ဒုတိယတတ္တဟာအနိမိတ်တတ္တဌာနလို့လည်းခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီဗောဓိပံနေရာမှာရှေးရမြောင်နေမှာမြတ်စွာဘုရားဗောဓိပံကဗောဓိပံအောက်ကထားပြီးတော့တောကံတော့ပြန်တက်ပြီးတော့ရှင်းဆောင်မိတ်ဆောင်တကောပြတိရတယ်ပြရှေးရမြောင်နေမှာလက်ပြန်มาတဲ့ဘုရားဖြစ်ကိုလက်ခံဖို့အတွက်ဘာဖြစ်ကိုလက်ခံဖို့အတွက်လဲအပရာဇိတပလင်တော်နဲ့အနိမိတဇီဒီအကြားအရှိအနောက်အလျားရှိတဲ့နတ်မြမာတို့ဖန်ဆင်းတဲ့ယေနာစဉ္ညာမှာတရားတော်ကိုဆင်ញင်ကဖလတမပဝန်စားကဖြင့်လူလာတုံခောက်စဉ္ညာလျှောက်တဲ့ကဆုံလားွယ်နေ့မှာနေုံလာဆန်း6ရက်နေ့အထိနေတော်မူခဲ့တဲ့နေရာကိုတော့တတ္တိယတတ္တဟာစင်္ကမတတ္တဌာနလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်ဒီနေရာမှာဦးဇင်းတို့ဒီနေရာကိုရောက်တော့ရောက်ခဲ့လေးမှာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့ဦးဇင်းတို့နမောတတ္တကောင်းခြင်းဖြင့်မြတ်စွာဘုရားကိုရှိခိုးရအောင်နမောတတ္တမြတ်စွာဘုရားဟာမဟာဗောဓိပင်ရဲ့အနောက်မြောက်တော့အရပ်မှာနတ်မြမာတို့ဖန်ဆင်းတဲ့ယေနာဂရရွှေအိမ်မှာထက်ဝယ်ဖွဲ့ခွေစံနေတော်မူကားအဘိဓမ္မာဘိဒကတရားတော်မြတ်ကိုသုံးသပ်ဆင်တော်မူခဲ့ပါလေရှေးဦးကျမ်းများဖြစ်တဲ့ဓမေသင်္ကတိဝိပင်ဓာတုကထာပုဂ္ဂလပညာကထာဝတ္ထုရမိုက်ကျမ်းတွေကိုသုံးသပ်ဆင်ရင်တဲ့အခိုက်မှာတော့ဉာဏ်တော်မကျယ်ဝန်းတရားနည်းကကျင့်လို့ရွှေဉာဏ်တော်မကုန်မြူးလောက်သေးပဲအနာနာနေယတမနာပဋ္ဌာန်းကျမ်းကြီးကိုသုံးသပ်ဆင်တော်မူတော့မှကိုယ်တော်အစိတ်စိတ်မှတဖိတ်ပေသောရောင်းရင်တော်တို့ထွက်လဲထူဆန်းကုသန်းသွားလာစัจ java တိုင်အောင်ကွန်ပျူခဲ့တဲ့နေရာတော်မြတ်ကိုတော့စတုထတတ္တဟာယနာဂရတတ္ထဌာနလို့ခေါ်ဆိုတော်မူခဲ့ကြတာဖြစ်ပါတယ်နော်အဘိဓမ္မာခုနှစ်ကျမ်းလေးမှာနောက်ဆုံးကျမ်းပါကျမ်းလဲပဋ္ဌာန်းတရားဟာအလွန်တရာမှနည်းနည်းတွေခြေဝမ်းတွေခက်ခဲတယ်မြတ်စွာဘုရားဟာအဘိဓမ္မာခုနှစ်ကျမ်းလေးမှာတရက်တရက်နှလုံးသွင်းတဲ့အချိန်မှာဓမ္မသနေဝိပန္ဓာတုကရာပုဂ္ဂလပညာကထာဝတ္ထုယမိုက်ကျမ်းတွေလိုလေကိုနှလုံးသွင်းလိုက်ဘုရိပံအောက်မှာရလာတဲ့သဗ္ဗညုတဉာဏ်တော်နဲ့အစိတ်ပြီးတော့နှလုံးသွင်းလိုက်တဲ့အချိန်မှာမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ကရောင်ခြည်တော်6တွေပွင့်မြူလာတယ်နမောတတ္တဗုဒ္ဓဝါဒေအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါဒေအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဧတုပစ္စယအာရမဏပစ္စယတတိယနိပစ္စယအနန္တရပစ္စယသမန္တရပစ္စယသာ
မဟာဗောဓိပင်ရဲ့အရှိရမှာရှိတဲ့စိတ်ကြောင်းသားတို့အရေးခွန်အားရညောင်မင်းရင်မှာတရားတော်ကိုဆင်ញင်ပြီးခုနှစ်ရက်တာကာလပတ်လုံးဖလသမပဝန်စားနေခဲ့ပါလေအဲ့ဒီအခါဟောကပုံနာကမြတ်စွာဘုရားကိုအဘဲသူသည်ယမနလို့ခေါ်ကြောင်းသူမြတ်ဖြစ်အောင်ပြုတတ်တဲ့တရားများကိုမေးလျှောက်လို့မြတ်ဗုဒ္ဓကမကောင်းမှုကိုအပပြုပြီးဖြစ်ခြင်းစတဲ့ယမနအဖြစ်တရား9ပါးကိုလည်းဟောကြားတော်မူခဲ့ပါလေမာနကဲ့သမီးတော်ဖြစ်တဲ့တဏှာအာရဒီရာဂါတို့ကဖြားရောက်နာကိုလည်းအောင်မြင်တော်မူခဲ့တဲ့နေရာမြတ်ကိုတော့ပင်စမတတ္တဟအဇပါလနိရောဓတတ္ထဌာနလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါလေလောကမှာဗျမနဆိုတာဘယ်လိုပုံပုံမျိုးကိုဗျမနလို့ခေါ်လဲအဲ့ဒီမြေဖောက်ကိုမေးတာနော်သူတို့အမျိုးတွေအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့သူကမေးတာဗျမနမြတ်တဲ့လူသားကိုဘာလို့လဲဗျမနမြတ်တဲ့လူသားတရားဖြစ်ပေါ်တဲ့အမြတ်ဘောတာမြမနာမရှိအောင်ဗျာအဲ့လိုပြောတာနော်မေတ္တာတရားရှိတဲ့ပုဂ္ဂိုလ်ဟာဗျမနနေတယ်ဒေါသမရှိတဲ့ပုဂ္ဂိုလ်ဟာဗျမနနေတယ်ဘုရားကိုဒီညမှာလာရောက်ပြီးတော့ကာမဂုဏ်အာယုန်တွေနဲ့ဘုရားကိုဆွေးဆောင်ကြတယ်ဒါမှဘုရားကိုတိုက်ခိုက်လို့လည်းရလားမနိုင်ဘူးမနသမီး3ယောက်နမောဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမဟာဗောဓိပင်မှအရှိတောင်မௌဇနာအိုင်နီကြည်ပင်မှာသတင်းသွန်းတော်မူစဉ်အခမဲ့မိုးကြီးရွာဖြိုးသွန်းဆွေခဲ့ပါလေမௌဇနာအိုင်အောက်ထိတဲ့မௌဇနာနဂါမင်းဟာမိမိကိုယ်တိုင်ရတနာပြတ်သက်ကိုဖန်ဆင်းနိုင်နေနဲ့ဝေယဝိဇ္ဇကောင်းမှုအတွေ့အကြုံဖြင့်မိမိခန္ဓာကိုယ်အတဘောကိုကြည်စွာဖန်ဆင်း၍မြတ်စွာဘုရားကိုအချမ်းအပူမှတ်ချင်ရင်ရဲတို့မတိပါမနစ်ဆက်နိုင်စေရန်အခွေခုနှစ်ထပ်ရစ်ပတ်ကာယံလျက်ဦးကောင်းတော်တက်မှဗပြင်းဖြင့်ဖြန့်ကျက်အုံမိုးဆောင်းမိုးက9ရက်သတင်းသုံးတော်မူခဲ့တဲ့နေရာမြတ်ကိုတော့သတ္တမတတ္တဟမௌဇနိနတတ္တဌာနလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်မဟာဗောဓိပင်ရဲ့တောင်မျက်နှာမှာရှိတဲ့လင်းလွန်ပင်ဖြစ်တဲ့ရာဇာကျရဏဌာနမှာအရဟတဘူချမ်းသာကို9ရက်ပတ်လုံးခံစားကသတင်းသွင်းခဲ့ပါတယ်49ရက်ပြည့်ပြီးဝါဆိုလာဆန်း9ရက်နေ့မှာမြတ်စွာဘုရားရဲ့မျက်နှာသိလို့တဲ့အကြံကိုတရားမင်းအသိလို့စေကျေသူသည်ကိုရိုးတံဘူးအနောဒရီတို့ကိုလည်းဆက်ကလှူဒန်းခဲ့ပါတယ်အဲ့ဒီအချိန်မှာဥက္ကလဇနပုဒ်မှတပုဒ္ဒနဲ့ပလိကဂုံနေညီနောင်တို့ကဆွေမျိုးတော်ခဲ့မှုတဲ့နတ်ကဲပြောကြချက်အရမြတ်စွာဘုရားကိုအသင့်ပါလာတဲ့ကြွက်ကြွမုံနဲ့ပြားစုပ်မုံကိုလည်းဆက်ကထူထမ်းနေပါတယ်။မြတ်စွာဘုရားဟာစတုမာရိနာမင်းကြီး၄ပါးဆက်ကတဲ့ကြောင်းညိုသပိတ်နဲ့ခံယူတော်မူပြီးဂုံတဲ့ညီနောင်တို့ကိုဒွေဝါစီကတဏ္ဍုံတီစေပြီးဥကောင်းတော်ကိုသုံးသပ်ခဲ့။ဆံတော်များပေးသနာတော်မူခဲ့တဲ့နေရာကိုတော့တတ္တမတတ္တဟရာဇာယရဏတတ္တဌာနလို့လည်းခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။
ဖျားဦးဖွဲ့ဝင်ပေါင်းသူတော်ကောင်းတို့ဟာမြတ်စွာဘုရားအလောင်းတော်6နှစ်တာဒုက္ခရစီယာကျင့်တော်မူရာတောင်ကိုသွားခဲ့ကြပါတယ်။အဲ့ဒီတောင်ကိုကားစီသွားပြီးတောင်မို့တော့ကုန်းရဲ့လမ်းတိုင်းမော်ရပန်းတဲ့သဘောမထားပဲကုသိုလ်ယူဓမ္မခီးဖြစ်နေသွားခွင့်ကြုံခဲ့ရတာဖြစ်ပါတယ်။မြတ်ဗုဒ္ဓအလောင်းတော်ဟာဥရိလတောကြီးရဲ့အရှိရမှာရှိတဲ့ကြောက်တောင်ကြီးရဲ့သဘာဝကြောက်ငင်လေးအတွင်းမှာလူတန်မာတို့ကြင့်မို့မဆိုထားနဲ့မကြစီနိုင်တော့အောင်ခက်ခဲတဲ့မဟာတပ္ပအကျင့်ကိုလည်းခဲခဲရင်းနဲ့6နှစ်ကြာကျင့်တော်မူခဲ့တာဖြစ်ပါတယ်။ဒီဒုက္ခရစီယာအကျင့်ကို30ပုံသားနတ်လူတူးတယောက်မျှထပ်တူလိုက်ပြီးအောင်ပိုလွန်ခဲ့သွားအောင်စွမ်းဆောင်နိုင်မှုမကျင့်ဆိုင်နိုင်အောင်ပဲ6နှစ်တိုင်တိုင်ကြင့်ကြံတော်မူခဲ့တာဖြစ်ပါတယ်။ဒီကြည်ဟာမက်ဘူးနိဗ္ဗာန်ရနိုင်မဲ့အကျင့်မဟုတ်တာကိုသိတော်မူပြီးအကျင့်မြတ်ကိုလည်းပြောင်းလဲလို့ကျင့်သုံးခဲ့တာဖြစ်ပါတယ်။တရားမဟုတ်ဘူး။ဒီကိုတရားတရားကောင်းလို့ရောက်ကြတာနော်။ဘုရားဟောတဲ့ချိန်မှာလည်းတရားတရားနဲ့ပြရမယ်။လိစ္ဆာဆုံးပြီလားလူဆုံးပြီလားအဲ့ဒါလို့ဒီဘုရားသမိုင်းအကြောင်းနဲ့မပြောမိပဏမဥစ္စာကျွန်တော်နမောတန်တာကောင်းခြင်းဖြင့်မြတ်စွာဘုရားကိုရှိခိုးကြမယ်နော်နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓါစရိယာလို့ခေါ်တဲ့အလုံးတရားမှာခက်ခဲတဲ့အချက်တွေကိုကျင့်ကြတာဘယ်နှနိုင်ကျင့်ကြလို့ကြားဘူးလေဘယ်နှနိုင်လဲကြားနိုင်ကျင့်ကြတယ်လောဥရဝေလာတောဒုက္ခရစရိယာလာပြီးတော့ဒီနေရာရဲ့အပိုင်းအကြောင်းလေးနည်းနည်းပြောပြမယ်နော်တော်မြတ်စွာဘုရားဘယ်လိုအခက်အခဲတွေကြုံခဲ့ရလဲဆိုတဲ့အကြောင်းညာလေးဒီတော့မှစိတ်ဝင်စားစရာဒီဟာရင်မြတ်စွာဘုရားဘုရားမဖြစ်ကြတဲ့ကဘုရားတော်ဘောဟကတိကဦးဇင်းတို့ဘုရားတော်ကျင်းညိုစရာဖြစ်နေနော်လောကလူသားတွေဘဝလွှမ်းမြောက်မှုချမ်းသာဖို့ရဖို့အတွက်အခက်အခဲပေါင်းများစွာကိုကြိုးလွှားပြီးတော့ဘုရားဖြစ်လာခဲ့တာဒီလိုနားလည်ရမယ်နော်တို့ဒီတော့ဟာပါတော့လေဥရဝေလာဥရဝေလာဆိုတဲ့စကားလုံးမှာစကားလုံးနှလုံးကိုပေါင်းစပ်ထားတာပါဠိစကားလုံးနှလုံးကိုဥရရေဝေလာဒုရေကရရေစရိယရေစကားလုံးသုံးလုံးကိုပေါင်းစပ်ထားတာစကားလုံးဘယ်နှလုံးလဲဒုဆိုတာခက်ခဲကရဆိုတာပြုလုပ်တာစရိယဆိုတာအကျင့်နော်အဲ့ဒီစကားလုံးကိုဦးဇင်းတို့မြန်မာလိုပါတာပြန်ရင်ခက်ခဲခေပြုလုပ်ရတဲ့အကျင့်ကိုပါခြင်းလို့ခေါ်တယ်ဒုက္ခရစရိယသာမန်လောကလူသားတွေမကျမ်းနိုင်ခဲ့တဲ့အကျင့်လို့အဓိပ္ပာယ်ပြန်လို့ရသာမန်လူသားတရားမြင်တဲ့ကျင့်ဖို့အတွက်ခက်ခဲတဲ့အကျင့်အဲ့ဒီအကျင့်ကိုဘယ်နဲ့ကျင့်ခဲ့လဲဖျားဥပဲပေါင်းသူတော်ကောင်းများတို့ဟာသူဇာတာအိန္ဒိယကိုလည်းရောက်ခွင့်ကြုံခဲ့ရတာဖြစ်ပါတယ်။ဟိုတော့ကသေနာနီကုန်းလို့ခေါ်တဲ့ဒီနေရာမှာသေနာနီတတိရဲ့သမီးသူဇာတာနေခဲ့တဲ့အိမ်အထိတ်မှတ်ဖြစ်အာတော့ကဘင်းကြီးကဒီနေရာမှာပဲတိဆောက်ခဲ့တဲ့ဇီဒီဟောင်းလို့လည်းအဆိုရှိတာဖြစ်ပါတယ်။
ပေါ်မှာတရားအထုတ်ကဒီတဝန်းကျင်တွေမှာလာပြီးတော့ဆွမ်းခံပြီးတော့ပုံပေးပြီးတော့တရားအထုတ်ခဲ့အခုလက်ရှိကတော့ဂါဘိုဝါလို့ခေါ်တယ်ဒီအိမ်မှာဒီအိမ်လေးနေရာမှာနေပြီးတော့သူစားတာကိုမွေးဖွားခဲ့ဒီအမျိုးသမီးကမြတ်စွာဘုရားသာသနာမှာတန်ဖိုးရှိတဲ့အမျိုးသမီးဖြစ်တဲ့အတွက်ဒါကြောင့်အတုကမင်းကြီးကဇီရီတေထားခဲ့တယ်။နောင်လာနောင်တဲ့အာယုံပြုလို့ရအောင်သူစားတာဘုရားကဘလို့ကြီးညိုခဲ့လေဆိုတော့နှလုံးမလို့ရအောင်အတူယူလို့ရအောင်အတွက်အတုကမင်းကြီးကဇီရီတေခဲ့တာဂျပန်နိုင်ငံမှာရှိတဲ့ကမာကူရာဘုရားနဲ့ပုံစံတူထုတ်လုပ်ထားတဲ့ပေ80အမြင့်ရှိတဲ့ကမာကူရာရုပ်ပွားတော်ကြီးကိုလည်းကြီးညိုအားရစွာဖူးမြော်ခွင့်ကြုံခဲ့ရတာဖြစ်ပါတယ်ဖျားရဲ့ပတ်ဝန်းကျင်မှာတော့အတိတိမဟာတာဝကတွေမရပုံဖြစ်နေထွန်းထူထားကိုလည်းအားရကြီးညိုစွာဖူးမြော်နိုင်ကြတာဖြစ်ပါတယ်စုံစမ်းဘဝနောက်ကာလ၌ဘုရားဖြစ်စီကဗုဒ္ဓယဟန္တာတို့၏နောက်ဆုံးသွားရလမ်းဖြစ်သောမအိုမနာမသေးရာဖြစ်သောနိဗ္ဗာန်သို့ဘဝတို့တို့နှင့်ရောက်လွေရလွေမျက်မှောက်ပြုလွေနိုင်ကြသည်ဖြစ်စေဘုရားဒုက္ခသောဝိဒါဒုက္ခသောမောဇနထာယဣမံနဝကမံဣမံစီဝရဗပရိခာရဘိက္ခုသံဃာဘုဒ္ဓိတာဒေမ
नमो नमो तुम्हें नमो पूज्य दलाई लामा जी नमो नमो तुम्हें नमो पूज्य दलाई लामा जी नमो 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 करुणा और दया से भरपूर तन तुम्हारा मन तुम्हारा मन तुम्हारा अपना पराया कोई नहीं है सारा जग परिवार तुम्हारा सारा जग परिवार तुम्हारा ओ अवलोकितेश्वरा हो तुम अवलोकितेश्वरा हो तुम पूज्य दलाई लामा जी नमो 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 ဖျားဥပဲပေါင်းသူတော်ကောင်းများတို့ဟာမိဂရာဝန်သားပေါင်းစုံနဲ့ရကုံတို့ကိုလည်းရောက်ခွင့်ကြုံခဲ့ရတာဖြစ်ပါတယ် सुख में तुम हो दुख में तुम हो तुम ही तुम हो बस हमारे तुम ही तुम हो बस हमारे जब तक नैया पार न होगी हाथ न छोड़ो तुम हमारे हाथ न छोड़ो तुम हमारे ओ एक हमारे माझी हो तुम एक हमारे माझी हो तुम पूज्य दलाई लामा जी नमो 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 မိဂရာဝန်ဆိုတာဟာသားသမီးတွေကိုဘေးမဲ့ပြီးတဲ့ဥယျာဉ်တော်လို့အဓိပ္ပာယ်ရပါတယ်ဒီမိဂရာဝန်တော်ရဟာသားသမီးတွေပေါက်ဖွားကျက်စားရာနေရာဖြစ်ခဲ့ပါတယ်ဗာရာဏသီနဲ့လည်းနီးစပ်ပါတယ်ရှေးတုန်းကဗာရာဏသီပြည့်ရှင်ဘုရင်မင်းအပေါင်းတို့ဟာဒီတော်ရမှာတံပင်လိုက်ခါတောကစားလိရှိကြပါတယ်ဒီဖြစ်ရနိဗ္ဗာန်ဇလန်းနေဟာ950နိဗ္ဗာန်တော်ထဲမှာအပိုက်ပေါင်းများစွာပါဝင်ပါတယ်မိဂရာဝန်တော်ကိုပါဠိဘာသာဖြင့်မိဂဒါဝနာလို့ဆိုပြီးမိဂဆိုတာသားသမင်ဓာဆိုတာဘေးကန်းစွန့်ကြဲကြီးဝနဆိုတာတောအရဖြစ်လို့ပေါ့မိဂဒါဝနာဆိုတာသားသမင်တွေကိုဘေးကန်းစွန့်ကြဲတဲ့အရာလို့လည်းဆိုလိုပါတယ်အခုကဟိန္ဒူဘာသာဖြင့်စာရဏလို့လည်းခေါ်ဆိုကြပါတယ်ပါဠိလိုအဖြစ်တာရနာထမှာလာတယ်လို့ဆိုရမှာဖြစ်ပါတယ်တာရဆိုတာသားသမင်နာထဆိုတာကိုယ်ွယ်အားထားစရာမိကိုစရာဖြစ်ပြီးတာရနာထဆိုတာဖြင့်သားသမင်တို့မိကိုအားထားရတော့လို့လည်းဆိုလိုတာဖြစ်ပါတယ် Bhagavato Bhagavata Dhammo
မဟာတက္ကရီ103ခုနှစ်ဝါဆိုလပြီစနေနေ့ညနေကျန်အချိန်ခါသမယမှာနေမင်းကလည်းမိမိရဲ့အလင်းရောင်နဲ့ပဂရိအမောင်တွေကိုပယ်ရှင်းလွန့်ပြောက်ထွန်းလင်းတောက်ပါလေအနောက်ရမှာဝန်လူသေးတဲ့အချိန်လာမင်းကလည်းဥဒ္ဒရာတန်နက်ခတ်နဲ့ရှင်ကမိမိရဲ့အယောင်အလင်းဖြင့်ပဂရိအမောင်တွေကိုပယ်ရှင်းလွန့်ပြောက်ထွန်းလင်းတောက်ပါလေအရှိလောကရမှာထွက်လာသေးတဲ့အချိန်မှာပဲဗုဒ္ဓမြတ်စွာဘုရားဟာနေဝန်လထွက်ဓမ္မစဲဆိုတဲ့အတိုင်းနေတချမ်းဝင်လာတချမ်းထွက်အချိန်မှာပဲဓမ္မစက်ကဗုဒ္ဓနာသုတ်တန်ကြီးအစာဆုံးဟောကြားတော်မူတဲ့အခါဒွေမေဘိက္ခွေအာနာဆိုတဲ့ပုဂ္ဂိုလ်ရွဆိုလိုက်တာနဲ့တပြိုင်နက်ထွက်ပေါ်လာတဲ့အတန်တော်ဟာအထက်ဘဝဲအောက်အဝီစီသို့စိုက်လေလောကရစကြဝဠာတိုက်အပေါင်း1000လုံးပြန့်နှံ့လေတည်သွားခဲ့တာဖြစ်ပါတယ်မြတ်စွာဘုရားဟာဓမ္မစကြာတရားဟောကြားတော်မူတဲ့အခါဒီသန္တာတော်အစဉ်အဆုံးမှာအရှင်ကုဋ္ဌညဟာသောတပတ္တိภูမှာစစွာဦးတည်ခဲ့ရပါတယ်မြတ်စွာဘုရားကိုယ်တိုင်အညာတိဝတ္တဘောကုဋ္ဌညောရဲ့လို့ဟောကြားတော်မူခဲ့ပြီးအိုးအရှင်ကုဋ္ဌညယဟန်ကြီးဟာသစ္စာလေးပါးတရားကိုထိုးထွင်း၍တည်သွားလိမ့်မည်ရဲ့လို့နှုတ်ချွေမြွှာကဟောပြတော်မူခဲ့တာဖြင့်အခုဖျောင်းများရောက်ရှိနေကြတဲ့ဓမ္မရာဇိကတောင်ကုန်နေရာလေးပဲဖြစ်ပါတယ်ဝါဆိုလပြည့်ရောတရက်နေ့မှာအရှင်ဝတ်ပါမထေရ၎င်း2ရက်နေ့မှာဗတ္တိယမထေရ၎င်း3ရက်နေ့မှာမာနာမထေရ၎င်း4ရက်နေ့မှာအတ္တစီမထေရ၎င်းအသီးအသီးသောတပတ္တိภูမှာတည်ခဲ့ကြတာဖြစ်ပါတယ်Nyana Udabadi Inya Udabadi
တိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဓမ္မောပတိနံဒုက္ခသမုဒယယိတာသစ္စာမဟာတပတိဝိခဝေဩမေနတောတုတေတုဓမ္မေတုမြတ်စွာဘုရားရဲ့တရားဥဓမ္မစကြာဟောကြားခဲ့တဲ့အယဒေတာရုအဖြစ်နဲ့နှောင်းလူတို့သိမှတ်ဖို့အတွက်အာသောကမင်းကအထိတ်မှကြောက်တိုင်ကြီးကိုအမြင့်ပေ80လောက်တိဆောက်ထားခဲ့ပြီးမယ်ဘာသာကြားတို့ဖျက်ဆီးလို့ကြောက်တိုင်ငုတ်တွေမြတ်ဟူသာဝမ်းနဲ့ကြီးခွဲမျက်ရည်ဝဲစွာနဲ့ပဲတွေ့မြင်နိုင်ကြပါအဲ့ဒီကြောက်တိုင်ကြီးအထိတ်မှချင်းသေးလေးစီးနဲ့ဓမ္မစကြာအဝိုင်းပါရှိပြီးအခုခါပြတဲ့ထဲမှာပြသထားပါတယ်အိန္ဒိယနိုင်ငံငွေစက်ကူတွေမှာဒီကြောက်တိုင်တိကချင်းသေးဒီစီပုံကိုလည်းထည့်သွင်းထားတာဖြစ်ပါတယ်အိန္ဒိယရဲ့နိုင်ငံတော်သူတစ်စိတ်ဟာဒီကြောက်စာရဲ့ကောင်းပိုင်းရှင်သေးရုံနဲ့အကျော်တင်တဲ့ဒီပုံအိန္ဒိယရဲ့လူထုပတ်စံမှာပါတယ်နောက်ဒီရှင်သေးရုံရဲ့အပေါ်မှာဒီစက်တာဝိုင်းလေးပေးရမှတ်ကြည့်ဖို့အဲ့လေးပေးရကြတော့အိန္ဒိယရဲ့နိုင်ငံတော်အလံမှာအသုံးပြုတာဟုတ်လားအိန္ဒိယကအိန္ဒိယရဲ့အခြေခံဥပဒေတွေမှာဒီကြောက်စာတိုင်းရဲ့ကောင်းပိုင်းပါတယ်မသေးခင်ရပဲနတ်ပြည်မှာနတ်ပင်မှာပေါက်ခဲ့တယ်လို့အဆိုရှိတဲ့နန္ဒီယတကြွယ်ကြီးဆောက်လုပ်လူဒန်းထားတဲ့နန္ဒီယတကြွယ်เจ้าကိုလည်းတွေ့မြင်ဖို့ကြုံရမှာဖြစ်ပါတယ်အခုခါမှာတော့အရှိအနောက်ပေ200ကျော်ခန့်ရှိတဲ့ကျောင်းတော်ယာယီကိုလည်းတွေ့မြင်နိုင်ပါတယ်။နိုင်ရန်ဟာဆိုင်ပေလောက်အထူရှိလို့အရင်တုန်းကအဆောက်အဦဘယ်လောက်မြင့်မလဲဆိုတာပန်းစားလို့အပေါ်မှာအုပ်နဲ့စီထားလို့မူလကကြောက်တုံးနဲ့တိဆောက်ထားပြီးထပ်မံပြုပြင်တဲ့လူတွေကအုပ်နဲ့ပြုပြင်လိမ့်မယ်လို့လည်းယူဆတာဖြစ်ပါတယ်။နန္ဒီယတကြွယ်ကျောင်းကြီးဟာခန္ဓာထေဝါပြီးကြီးကျယ်ခန္ဓာကပထမဆုံးမြတ်ဗုဒ္ဓဝါဆိုခဲ့တဲ့ကျောင်းတော်ကြီးလို့လည်းအဆိုရှိခဲ့တာဖြစ်ပါတယ်။မြဝရကိုကနာတော်ဆုံးကတ်လူခဲ့တဲ့သူဇာတာတထေးသမီးဟာဗာရန်တီမြို့မှာနေထိုင်စဉ်သူသားယတ္တသူတို့သားဟာလောကီအာယုံကာမဂုဏ်တွေကိုညှိငွေပြီးညလမ်းလျှောက်ထွက်တဲ့အခါမိဂံတောရွကုံမှာပဲမြတ်ဗုဒ္ဓနဲ့တွေ့ကြုံကြနေပါတယ်။အခုပလင်ကြီးကတော့မြတ်ဗုဒ္ဓကယတ္တသူတို့သားအားတရားဟောကြားရာပလင်တော်လို့အဆိုရှိပါတယ်။ယတ္တသူတို့သားနဲ့အပေါင်းမှာ55ဦးတို့ဟာဒီမိဂံတော်မှာယန္နာများဖြစ်ခဲ့ကြပြီးပြည်စဝဲကြီး9ဦးနဲ့စုစုပေါင်းယန္နာအပါ60တို့တန်ဃာယရနာစတင်ဖြစ်ပေါ်ခဲ့တဲ့မြတ်တေတိုင်းတွေဖြစ်ပါတယ်။ဘုရားသနာကိစ္စမိဒုတိယမိဓမ္မသနာကိစ္စမိဒုတိယမိသံဃာသနာကိစ္စမိတတိယမိဘုရားသနာကိစ္စမိတတိယမိဓမ္မသနာကိစ္စမိတတိယမိသံဃာသနာကိစ္စမိဘုရားမြတ်စွာဘုရား
မြဝရကိုကြီးညိုတဲ့ကုမာရဒေဝီဟာကုမာရဒေဝီကျောင်းတော်ကို AD 1136ခုနှစ်ကတည်ဆောက်ခဲ့ပါတယ်1194ခုနှစ်မှာဖျက်ဆီးခံခဲ့ရပါတယ်ကုမာရဒေဝီရဲ့ကျောင်းအနီးမှာဟိုတုန်းကဘဲကူနီတွေဟာမိဂတမ္မရာမြစ်ကိုရေချိုးဆင်းတဲ့အခါအရှက်အကြောက်လုံခြုံမှုမြေအောက်ကနေအုပ်ကာထားတဲ့လှိုင်လန်းကနေသွားခဲ့တဲ့နေရာတော့ကုမာရဒေဝီရေချိုးစိတ်ပဲဖြစ်ပါတယ်ရှင်းရင်ကစားပြီးယနေ့တဲ့တိုင်သားသမင်တွေကိုဘေးမဲ့ပေးခဲ့တဲ့ဘေးမဲ့သမင်ချံကိုလည်းတွေ့ခွင့်ကြုံခဲ့ကြတာဖြစ်ပါတယ်ဓမ္မိကဆိုတာဟာဓမ္မိကဓမ္မမုတ်ဓမ္မမုခလို့ဆိုတဲ့ပါဠိပုဒ်ကနေရွေရောလာတာဖြစ်ပါတယ်ဓမ္မိကတရားနဲ့ညီသောဓမ္မမုခတရားတည်းဟူသောနှုတ်ခွန်းလို့ဆိုလိုတာဖြစ်ပါတယ်ဒီနေရာဟာမေတ္တရာဘုရားအလောင်းတော်အားဗျာဒိတ်ပေးတဲ့နေရာလို့လည်းတချို့ကဆိုကြပြန်ပါတယ်မြန်မာဆယ်တော်ကြီးများကတော့ဓမေခဇီတီတော်ဟာအနတ္တလက္ခဏာသုတ်တော်ကြီးဟောကြားတော့နေရာဖြစ်တယ်လို့လည်းယူဆကြပါတယ်ဓမ္မရာဇိကဇီတော်နေရာဟာဓမ္မစကြာသုတ်တော်ကိုဟောကြားတဲ့နေရာဖြစ်ပြီးအခုဓမေခဇီတီတော်မှာတော့အနတ္တလက္ခဏာသုတ်တော်ကိုဟောကြားတဲ့နေရာဖြစ်ပါတယ်ဓမေခဇီတော်ကြီးဟာညာတော်104ပေမြင့်ပြီးတမိုင်ပတ်လျာနေကောင်းစွာမြင်နိုင်ပါတယ်ဇီတော်ပတ်လည်မှာရှိတဲ့ပန်းကတိဟာစွာစတိကလို့ခေါ်တဲ့စက်ကြားပုံတွေကိုလည်းထုလုပ်ထားခြင်းဖြစ်ပါတယ်ကြာပန်းကုန်းတွေကိုအပေါ်နဲ့အောက်ခြံရံထုထားပါတယ်ဇီတော်ကြီးရဲ့အရက်လေးမျက်နှာမှာလှိုင်မုတ်ငယ်လင်းပြရှိပြီးအဲ့ဒီလှိုင်မုတ်တွေအတွက်မှာတော့ရှေးခေတ်တုန်းကရွှေစင်းတုတွေရှိခဲ့တယ်လို့ဟိုဟင်ဆန်ကဖော်ပြခဲ့ပါတယ်မြဝရကိုရောမြတ်ကြီးဟာကိုတင်ညဝပဗတ္တိယမာနံအတ္တဇီဆိုတဲ့ပြင်စဝက်ကြီးတို့ကိုဓမ္မစကြာတရားတော်ကြီးကိုဟောကြားတော်မူလို့သောတာပန်ဖြစ်ခဲ့ကြပြီးတဲ့နောက်9ရက်မြောက်နေ့မှာဒီဓမ္မေခဇီတော်နေရာမှာပဲအနတ္တလက္ခဏာသုတ်တံကိုဟောကြားမိတ်ချခဲ့တဲ့အတွက်9ဦးလုံးယဟန္တာများဖြစ်ခဲ့ကြတာဖြစ်ပါတယ်
ချစ်သားအနန္နာဤမိဂရာဝန်သားမျိုးစုံသောရကုံတော်ကမြတ်စွာဘုရားကိုရောမြတ်ကြီးသည်အမြတ်ဆုံးသောတရားတော်ဓမ္မစက်ကိုဟောမြတ်လဲစီတော်မူသောဌာနပါတကားဟုကြံစီစဉ်းစားကသရတရားနှင့်ပြည့်စုံသောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့ကိုတန်ဝေကယူစရာတန်ဝေကပွားစရာတန်ဝေဇနိယတဌာနရဲ့လို့မြတ်စွာဘုရားဟောကြားခဲ့တာဖြစ်ပါတယ်ဒီဟိုကျွန်းသားသူတော်စင်တူဖြစ်တဲ့အနာဂါရိကဓမ္မပါဠဟာမာဘောဓိအသင်းကိုစတင်ဖွဲ့စည်းခဲ့ပြီးအဲဒီမာဘောဓိအသင်းကနေမူလကဏ္ဍဂုရီဝိဟာရကို1932ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်ဆုလိမွန်ကျွန်းအထွတ်တင်ထားတဲ့ဒီမူလကဏ္ဍဂုရီဝိဟာရဟာပေ130ပေမြင့်ပါတယ်တောင်နဲ့မြောက်အလျားလိုက်တည်ရှိပြီးအတွန်းမြောက်ဘက်အထိပ်မှာတော့မြတ်စွာဘုရားဓမ္မစကြာတရားဟောနေရန်ရုပ်ပွားတော်ကိုလည်းကြီးညိုတပ်ပဲစွာဖူးမြော်နိုင်ကြပါတယ်ဒီရုပ်ပွားတော်ဟာရှေးအောင်ဌာနကမိဂရာဝန်တူဘော်တော်ကရကြတဲ့ပုံစံနဲ့တူအောင်ထုတ်လုပ်ထားပြီးမူလပုံတော်အဖြစ်ပြတိုက်ထဲမှာရှိပါတယ်လေးဘက်လေးတန်းအတွင်းနယ်နေမှာတော့ဂျပန်လူမျိုးပကြီးဆရာကျော်ကိုစိတ်ဆုနိုစုရဲ့ပကြီးပုံများနဲ့တန်စာဆင်ထားပါတယ်ဒီမူလကဏ္ဍဂုရီဝိဟာရဟာဓာတ်တော်ချုပ်ရှိပြီးမြန်မာနိုင်ငံမှာဒေါ်ကုန်းကနေဓာတ်တော်ချုပ်ကိုလှူဒန်းတယ်လို့အဆိုရှိပါတယ်မူလကဏ္ဍဂုရီဝိဟာရမဲ့နှစ်ပတ်လေအထိမ်းအမှတ်အဖြစ်နဲ့ဒဇောင်မုံလပြည့်နေ့မှာဓာတ်တော်ဖွန်ပဲလဲပြုလုပ်ပေးလိရှိပါတယ်မူလကဏ္ဍဂုရီဝိဟာရအနီးမှာမြန်မာနိုင်ငံကအလှူရှင်တွေလှူဒန်းထားတဲ့မြန်မာပုံလက်ရာပြင်ဆက်ဝက်ကြီးနဲ့မြတ်ဗုဒ္ဓဘုံတော်တွေကိုလည်းဖူးမြော်ကြည်ညိုသဒ္ဓါပူနိုင်ကြပါလေမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဓမ္မစကြာတရားတော်မြတ်ကိုလည်းပါဠိအင်္ဂလိပ်ဟိန္ဒူစာရေးနဲ့ရေးထိုးထားတာကိုလည်းကြည်ညိုသဒ္ဓါပွားနိုင်ကြပါလေမြတ်စွာဘုရားကိုရောမြတ်ကြီးဟာဒီပင်ကရာဖျားရှင်ခြေတော်ရင်းမှာဂရိပြုထားတဲ့အတိုင်းဗုဒ္ဓဘောရိယာမြင့်ပြီးကိုယ်တိုင်ဗုဒ္ဓဖြစ်ပြီးဓမ္မကိုသိပြီးလင်တတ္တဝါများကိုလည်းဓမ္မကိုဟောပြမယ်ဘောရိညာကိုတရဝါတို့အားငါဝေငှမယ်အဲ့ဒီဂရိအလျော်စွာဘောရိညာကိုဝေငှဖို့ဓမ္မကိုဟောပြဖို့ကာတိတိုင်းဗာဏတိဘက်ကိုခီးထွက်ကြွပြီးဝါစုလပြီးညနေခင်းမှာမိဂရာဝန်တော်ရကုံလည်းဝင်ခဲ့တာဖြစ်ပါတယ်မြတ်ဝရအလောင်းတော်ဒုက္ခရဆရာကျင်တို့ကလူကျွေးပြည့်စုံခဲ့ကြတဲ့ပြင်စပွဲကြီးတို့ဟာအလောင်းတော်ကြီးကအာဟာရတွေကိုမှီဝဲလို့တရားစစ်ကိုရှာဝေးတဲ့အခါဖျားမဖြစ်တော့ပြီလို့ယူဆပြီးမိဂရာဝန်တော်ကိုရောက်ပြီးနေခဲ့ကြပါတယ်မိဂရာဝန်မှာမြတ်စွာဘုရားကြွလာရင်ခီးဥမကြိုးစရမ်းရဲ့လို့အချင်းချင်းဂရိကိုတီထားကြပြီမဲ့မြတ်ဗုဒ္ဓကိုမြင်တော်မူတဲ့အခါဂရိကိုတီမတီးနိုင်ကြပဲတချို့ကသပိတ်ကိုလှမ်းယူတချို့ကခြေစည်းရည်တယ်တချို့ကနေရာကင်းစသည်အဖြစ်ခီးဥကြိုးဆိုခဲ့ကြပါလေအဲ့ဒီနေရာကိုတော့6ကန်တိဇီရီလို့ခေါ်ဆိုခဲ့ကြပါဘုရား
नमो 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 तुम्हें नमो पूज्य दलाई लामा जी नमो नमो तुम्हें नमो पूज्य दलाई लामा जी नमो 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 करुणा और दया से भरपूर तन तुम्हारा मन तुम्हारा मन तुम्हारा अपना पराया कोई नहीं है सारा जग परिवार तुम्हारा सारा जग परिवार तुम्हारा ओ अवलोकितश्वारा हो तुम अवलोकितश्वारा हो तुम पूज्य दलाई लामा जी नमो 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 सुख में तुम हो दुख में तुम हो तुम ही तुम हो बस हमारे तुम ही तुम हो बस हमारे जब तक नैया पार न होगी हाथ न छोड़ो तुम हमारे हाथ न छोड़ो तुम हमारे ओ एक हमारे माझी हो तुम एक हमारे माझी हो तुम पूज्य दलाई लामा जी नमो 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 हिंसा के इस काले युग में बस अहिंसा धर्म तुम्हारा बस अहिंसा धर्म तुम्हारा ज्ञान का निर्मल सागर हो तुम संजन ज्ञातो नाम तुम्हाराတောင်းတမြတ်တာပန်းစံအတော်စုလူစုများများတလုံးတော်ရည်ပြုစုရကုန်ပြီးဖြစ်၍တရားသီလတုဒ္ဒစာကပညာဟိရိဩတ္တပတိဟုသောသူတော်ကောင်းဥစ္စာနာခဏပါလုံးနဲ့ဘဝဆက်တိုက်ပြီးဆုံးရကုန်ပြီးလျင်မိဂလာမြန်မာကြောင့်သာရသမေတာပဲသာရစေမေတာပဲသာရအဆုံပြေတာပဲနဲ့ဆရာတော်များတို့နဝကမ္မငွေအငွေစေအောင်အားလုံးသာလူအနိုခေါ်လို့နိုင်ရန်အမေရိကန်ဒေါ်လာ100အိန္ဒိယငွေ1800မြန်မာကျပ်ငွေ16သိန်း2500ဖြစ်ပါတယ်ဗျာအားလုံးဝမ်းမြောက်ဝမ်းသာသရုပ်ပေါ်နိုင်ပါတယ်သာဓုသာဓုသာဓုဘေဘုံညာဘေဘုံညာဘေစီဝရဘေစီဝရဘေဒါနဘေဒါနဘေဘာလက်တာဘေဘာလက်တာစေယောစေယောဟောတုဟောတုသာဓု
တယောက်ွယ်ပေါင်းသူတော်ကောင်းများတို့သင်္ကတ္တနဂိုလည်းရောက်ခွင့်ကြုံခဲ့ကြတာဖြစ်ပါတယ် पूज्य दलाई लामा जी नमो नमो तुम्हें नमो पूज्य दलाई लामा जी नमो 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 करुणा और दया से भरपूर तन तुम्हारा मन तुम्हारा मन तुम्हारा अपना पराया कोई नहीं है सारा जग परिवार မြတ်စွာဘုရားဟာတတ္တမမြောက်ဝါမဆိုမီပါပဲတောက်တီပြည်မောဇေတွန်ကျောင်းရဲ့အနီးမှာရှိတယ်တရေဖြူပင်ကုန်းမှာဒိဋ္ဌိတွေကိုမြေမိအစုံစုံသောတကိုးပြားတီဟာကိုပြတော်မူပြီးမဲတော်ဖြစ်ခဲ့တဲ့နတ်သားရှိတဲ့တာယွန်သားနတ်ပြည်ကိုနှစ်လန်းသုံးဖွားနဲ့ကြွားချီတော်မူခဲ့ပါတယ်အဲ့ဒီတာယွန်သားနတ်ပြည်မှာပင်လယ်ကတစ်ပင်မှာရှိတဲ့ပါဏုကပလာမြတ်ကြောက်ဖြာတက်မှာထိုင်တော်မူပြီးမဲတော်ဖြစ်ခဲ့မှုတဲ့တန်တုတ်တိတနတ်သားကိုအမှုထားပြီးနတ်မြမားတွေကိုအဘိဓမ္မာတရားကိုဝါတွန်းသုံးလပတ်လို့ဟောကြားတော်မူခဲ့ပါတယ်ဝါကျွတ်တဲ့အခါသတင်းကျို့လပြည့်နေ့မှာရွှေဆောင်နှံငွေဆောင်နှံဗရမ ्या ဆောင်နှံသုံးသွယ်ဖြင့်တာယွန်သားနတ်ပြည်မှလူပြည်သို့သက်ဆင်းကြွချီတော်မူခဲ့ပါတယ်အဲ့လိုဆင်းသက်ရမှာနတ်မြမာအပေါဝန်းရံခလေဆင်းသက်ခဲ့တုန်းကလူပြည်မှနတ်ပြည်သို့၎င်းငရဲပြည်သို့၎င်းအသီးသီးတွေ့မြင်ကိုရတယ်လို့အဆိုရှိတာဖြစ်ပါတယ်အဲ့လိုလူပြည်သို့မြတ်စွာဘုရားဆင်းသက်တော်မူတုန်းကမြတ်ဗုဒ္ဓရဲ့အသေးတော်ဟာတင့်နဲ့လွတ်တဲ့အတွက်ဖူးမြင်ရသူတိုင်းအာရကျဉ်တ်ကြပြီးဖျားစုကိုပဲတောင်းကြတယ်လို့အဆိုရှိပါဖြစ်ပါတယ်နတ်မြမာပေါင်းချမ်းရံပြီးဆင်းသက်တော်မူရာစောင်းနှံလှေကားဥဟာသင်္ကတ္တနဂုပြည်ကိုဆက်ရောက်ပြီးတော့မြေကြီးထဲဝင်ရောက်ပြီးတော့မြေကြီးပေါ်မှာလှေကားခုနှစ်ခါကျန်ရင်တယ်လို့လည်းအဆိုရှိတာဖြစ်ပါတယ်ဟေတုပိစယောတိဟေတုသံမြုတ်တကနာဓမ္မနာသံသမုဒ္ဒနာနေသရူပနာဟေတုပိစယေနပိစယောအာရမဏပိစယောတိရူပယရဏသကုဝိညာဏဓာတုယသံသမယုတ်တကနေသဓမ္မနာအာရမဏပိစယေနပိစယောရူပယရဏသတ္ထာယရဏကန္တာယရဏအရတယရဏဘုဒ္ဓဘာယရဏမနောဓာတုယသံသမယုတ်တကနေသဓမ္မနာအာရမဏပိစယေနပိစယောသဗ္ဗေဓမ္မာမနောဝိညာဏဓာတုယသံသမယုတ်တကနေသဓမ္မနာအာရမဏပိစယေနပိစယောယယံဓမ္မာအာရပယေယေဓမ္မာဥပ္ပိဇန္တိစိတ်ဓစေတတိကဓမ္မာဒေတိဓမ္မာဒေတံဒေတံဓမ္မနာသမုဒ္ဒနာနိသရူပနာအဓိပတိပိစယေနပိစယောဝိရိယအဓိပတိဝိရိယသမုဒ္ဒနာဓမ္မနာသမုဒ္ဒနာနိသရူပနာအဓိပတိပိစယေနပိစယောဝိမန္တာအဓိပတိဝိမန္တာသမုဒ္ဒနာဓမ္မနာသမုဒ္ဒနာနိသရူပနာအဓိပတိပိစယေနပိစယောတိရိဓမ္မသောကမင်းကြီးဟာမြတ်ဗုဒ္ဓဆင်းသက်တော်မူတဲ့စောင်းနှံလှေကားပေါ်မှာပဲဉာဏ်တော်ဆက်ကြောက်ပြီးရှိတယ်ရုပ်ပွားတော်ကြီးတဆူတည်ထားတယ်လို့တရုတ်ယဟန်တော်ဖာဟိယံမှတ်တမ်းတင်ခဲ့ပါတယ်အခုကမှတော့ကြောက်ပြားမှာအယုတ်ထုတ်ထုတ်ထားပြီးအာသောကမင်းကြီးရဲ့ဆင်ရုပ်ပါကြောက်တိုင်အနီးမှာတည်ရှိပါတယ်စွာပါရဏယောဝါနိ
စွာသာသနာရောင်းဝါလေးကိုရည်စည်းတော်သာဓုသာဓုသာအဆုံးစွမ်းသောဘဝ၌မေတ္တရားဖို့တရားမဉ္ဇဉ်ဖို့ဉ္ဇဉ်နိဗ္ဗာန်ချမ်းသာတရားတော်သူတရားတော်မြတ်ကိုတရားမြတ်စွာဝေဘဝတူတူနဲ့ရောက်လေရလေနိုင်ကြကုန်သည်ဖြစ်စေကုန်အောင်ချမ်းသာပြောင်းမိသားစုများမှာစုပေါင်းပြီးတော့လူများတဲ့အလူငွေများမှာတော့မြန်မာငွေကျပ်18သိန်း1000အိန္ဒိယရူပီ2500ရရှိပါတယ်ဗျာအားလုံးဝမ်းမြောက်ဝမ်းသာဖြင့်သာဓုသုံးညခေါ်ဆိုပြီးပါခင်ဗျာသာဓုသာဓုသာअवलोके पिछवारा हो तुम अवलोके पिछवारा हो तुम पूज्य दलाई लामा जी नमो 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 सुख में तुम हो दुख में तुम हो तुम ही तुम हो बस हमारे तुम ही तुम हो बस တရားဥပ္ပယ်ပေါင်းသူတော်ကောင်းများတို့အာဂရာကိုလည်းရောက်ခွင့်ကြုံခဲ့ကြဖြစ်ပါတယ် तुम हमारे छोड़ो तुम हमारे ओ एक हमारे माझी हो तुम एक हमारे माझी हो तुम पूज्य दलाई लामा जी नमो 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 ကွယ်လွန်သူမိဖုရားငယ်လေးမွန်တက်ချူအမှတ်တရအဖြစ်ရှားဂျဟန်မင်းကြီးကတည်ဆောက်ထားတဲ့တက်ချမာအဆောက်အဦလည်းတွေ့ခွင့်ကြုံရမှာဖြစ်ပါတယ်။
တာချမာအဆောက်အဦကိုဆောက်တဲ့အလူသမား2000ကျော်တို့ဟာအနှစ်20ကြာနေပြီးတော့တိဆောက်ခဲ့ကြတာဖြစ်ပါတယ်။နန်းကြပြီးမင်းကြီးဟာသူ့အချင်းခံရတဲ့ရဲတဲ့အတွင်းကနေပြီးညနေတိုင်းနေဝင်ချင်းနေအောင်ဟပ်ပြီးတောက်နေတဲ့သူ့ချစ်သူမိဖုရားရဲ့တင်းငယ်ဂုံးအိမ်မှာတာချမာကိုပြာဝတ္တကူကနေကြိုးစားပါစားတဲ့ကြည့်လိရှိတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။ ဖျောက်ွယ်ပေါင်းသူတော်ကောင်းများတို့ဟာနယူဒေလီကိုလည်းရောက်ခွင့်ကြုံရတာဖြစ်ပါတယ်နမောနမော हिंसा के इस काले युग में बस अहिंसा धर्म तुम्हारा अहिंसा धर्म तुम्हारा ज्ञान का निर्मल सागर हो तुम संजन ज्ञातो नाम तुम्हारा संजन ज्ञातो नाम तुम्हारा तुम हो बस हमारे तुम ही तुम हो बस हमारे जब तक नैया पार न होगी हाथ न छोड़ो तुम हमारे हाथ न छोड़ो तुम हमारे ओ एक हमारे माझी हो तुम ज्ञातो नाम तुम्हारा संजन ज्ञातो नाम तुम्हारा ओ शील समाधि ज्ञानी हो तुम शील समाधि ज्ञानी हो तुम पूज्य दलाई लामा जी नमो 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 नमो
ဒုတိယကမ္ဘာစစ်ကကြာဆုံးခဲ့တဲ့စစ်သားတွေကိုရီမှန်းပြီးအထိတ်မှတ်ဖြစ်ပြုလုပ်ထားတဲ့အိန္ဒိယဂိတ်ကိုလည်းတွေ့ခွင့်ကြုံခဲ့ကြတာဖြစ်ပါတယ်ကမ္မာသဓမ္မဆိုတဲ့အယတ္တိတာဟာကုရုတိုင်းမှာရှိတဲ့နိဂမမြို့ဖြစ်ပြီးတောအုပ်ကြီးတစ်ခုအနီးမှာရှိပါတယ်။ရှေးတုန်းကကုရုတိုင်းကတိုင်သူပြည်သားတွေရဲ့မကြိုးမပေါက်ကျင့်သုံးဆောက်တည်ရတဲ့၅ပါးသီလကိုရည်ရွယ်လို့ကုရုဓမ္မတိုင်းလို့လည်းအမည်တွင်ခဲ့ပါတယ်။ကုရုဟိရက္ခိတဘောဓမ္မောကုရုဓမ္မောလို့လည်းအဆိုရှိပါတယ်။မြတ်စွာဘုရားဟာဒီကမ္မာသဓမ္မမြို့မှာပဲလူဘဖြစ်ချင်းချုပ်ချင်းဆိုတဲ့ပရိစ္ဆသမုပ္ပါနဲ့ဆိုင်တဲ့မဟာနိဒာနတရားတော်လူဝဒုက္ခကင်းမှချမ်းသာရအောင်ဆင်ញင်နည်းနဲ့ဆိုင်တဲ့မဟာသတိပဋ္ဌာန်သုတ်တန်တရားတော်ခဏပံပေါ်ပေါက်လာတဲ့ကာမုံချမ်းသာရဲ့အန္တရာယ်တွေမကြရအောင်နေထိုင်နည်းနဲ့ဆိုင်တဲ့အာနိစ္စတပ္ပယသုတ်တန်တရားတော်အယူမနဲ့လှဲ့လဲသွားလာနေတဲ့ယောဂီကိုအယူမဖြစ်စေခြင်းနဲ့သက်ဆိုင်တဲ့မာဂန္ဓိယသုတ်တန်တရားတော်များဟောကြားခဲ့တာဖြစ်ပါတယ်မိတ္တကာလီအမည်ရှိတဲ့အမျိုးသမီးဟာဒီကာမတဓမ္မမြို့မှာပဲမြတ်စွာဘုရားဟောကြားတဲ့မဟာသတိပဋ္ဌာန်တရားတော်ကိုနာကြားခွင့်ရပြီးဘဲခုနီဒီထံမှာယဟန်ပြုခဲ့ပူပါတယ်ရှေးတုန်းကဘုရားအလောင်းတော်ဟာညောင်မင်းကြီးတပင်အနီးမှာရေကန်ကြီးတကန်တူးပြီးအဲ့ဒီရေကန်ကိုလူတွေလာစီပြီးကုန်တယ်လုပ်ငန်းများလုပ်ကင်စေပါတယ်အဲ့ဒီကုန်တယ်တွေအမိပြုပြီးရွာဖြစ်ခဲ့ပြီးတဲ့နောက်နောင်အခါဈေးဆိုင်ပေါင်း8000နဲ့ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့မြို့ဖြစ်လာပြီးဖျားအလောင်းတော်ရဲ့ပါမီဖြစ်မှုကြောင့်အဲ့ဒီကာမတဓမ္မဟာမြို့ဖြစ်လာတယ်လို့အဆိုရှိပါတယ်အခုကမှာတော့ဟာရဂါနပြည်နယ်နယူးဒေလီမြို့စတန်နဂရအရပ်ဖြစ်ပါတယ်ရှေးအောင်သုတ္တနဌာနကမြတ်စွာဘုရားမဟာသတိပဋ္ဌာန်သုတ်တံဟောကြားခဲ့တဲ့တောင်ကုန်းလေးကိုလည်းထိမ့်သိမ်းစောင့်ရှောက်ထားတာဖြစ်ပါတယ်ဓမ္မနာအာရမဏပိစယေနာပိစယောဥပါယရဏံတတ္ထာယရဏံဂန္ဓာယရဏံသရတယရဏံသဒ္ဓဘာယရဏံမနောဓာတုယသန္တမြုတ်တကနိသဓမ္မနာအာရမဏပိစယေနာပိစယောယအာရဘယေယေဓမ္မာဥပ္ပိဇန္တိစိတ္တစေတသိကဓမ္မာကံတမောဒနာနိသရူပနာအဓိပတိပိစယေနာပိစယောဝိမန္တာအဓိပတိဝိမန္တာသမြုတ်တကနံဓမ္မနာတံတမောဒနာနိသရူပနာအဓိပတိပိစယေနာပိစယောပိစယောတိသဗ္ဗဝေညာနာဓာတုသန္တမြုဒ္ဒနာသဓမ္မာမနောဓာတုယသန္တမြုဒ္ဒနာတိသဓမ္မနံအတ္တရာပိစယေနာပိစယောအလှရေဆက်လက်နဲ့မကွာရှစ်ဖြာဥပုပ်မယုတ်ကြိုးစားလေးမပြမစိုး
ရွှန်ရွှန်ဆိုသည်ကုသိုလ်ကုန်လုံးထုံစေသောပရမညာပလင်ကံကိုပင်ဝဲငါအိမ်မန်စစ်အောင်ပွဲလှိ၍ခိစာတိလုံးတိမ့်တိမ်ချုံလျက်ရွှေပြုံးဆိုင်တူပွင့်တော်မူသာသုံးလူသခင်မိတေးရှင်ကိုမျက်မြင်ဖူး၍အထူးကြည်ညိုဘုံရိပ်ခိုသည်မေဖို့နိဗ္ဗာန်ရောက်စေသောကုသိုလ်အမြတ်ပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအပြည်ပြည်ဆိုင်ရာဝတ်ပြုကိုးကွယ်မှုတွေပြုနိုင်တယ်။မဟာဤကျောင်းတော်ကြီးကိုလည်းဖျားဝယ်ပေါင်းသူတော်ကောင်းများရောက်ရှိလေ့လာကိုရရှိ